TikTok ဗီဒီယိုတွေကို TikTok လိုကိုမပါဘဲနဲ့ဒါလုံးဆွဲနေ Google Search bar မှာ Snapchat ဆိုပြီးတော့ရရှာလိုက်ပါကိုထောင်းချင်တဲ့ TikTok ဗီဒီယိုရဲ့ link ကိုယူပြီးတော့ဒီနေရာမှာပိတ်ချပါပိတ်ချပြီးရင် download button လေးကိုနှိပ်ပေးပါ download ဆွဲဖို့အတွက် quality 2 မျိုးကိုရွေးလို့ရပါတယ်ကိုကြိုက်တဲ့ရ quality ကိုရွေးပြီးတော့ download ချပေးပါနောက်ဆုံးမှာတော့ဒီလို TikTok watermark လေးမပါတဲ့ဗီဒီယိုလေးရပြီဖြစ်ပါတယ်ရှင်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်